ဘောလုံးပွဲတစ်ပွဲမှာကစားသမားတစ်ယောက်ရဲ့ခြေစွမ်းကိုပဲကြည့်နေသလားတကယ်တော့သူတို့ဝတ်ဆင်ထားတဲ့အင်ဂျီနဲ့ဖက်နက်တွေနောက်ွယ်မှာဒေါ်လာတန်ပေါင်းများစွာတန်ကြေးရှိတဲ့ brand တိုက်ပွဲကြီးတစ်ခုရှိနေပါတယ်ကမ္ဘာအကောင်းဆုံးကစားသမားတွေဟာဘယ် brand တွေနဲ့လက်တွဲထားကြသလဲဒီနေ့မှာတော့ထိပ်တန်း brand ကြီး၃ခုနဲ့သူတို့ရဲ့ကျေပွင့်တွေကိုဖော်ပြပေးသွားမှာပါပထမဆုံးအနေနဲ့ကမ္ဘာဈေးကွက်ကိုအကြီးမားဆုံးစိုးမိုးထားတဲ့ Nike ပါ Nike ရဲ့အထင်ကြီးအဖြစ်ဆုံးကတော့ Cristiano Ronaldo ပါပဲသူဟာ Nike နဲ့တသက်တာစာချုပ်ချုပ်ဆိုထားသူ၃ဦးတည်းကတဦးဖြစ်ပါတယ်ဒါအပြင်လက်ရှိကမ္ဘာအကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ခေလျင်အမာပီနဲ့ဂိုးသွင်းဆက်ကြီးအာယွင်ဟာလန်တို့ဟာလည်း Nike ရဲ့အကြီးကမျက်နှာစာတွေဖြစ်ကြပါတယ်ဒါကတော့ Nike ရဲ့ထာဝရပြိုင်ဘက် Adidas ပါ Adidas လို့ပြောလိုက်ရင် Gold လို့တင်စားကြတဲ့ Lionel Messi ကိုအရင်ဆုံးကြီးမြင်ကြမှာပါMessi ဟာ Adidas နဲ့တသက်တာစာချုပ်ချုပ်ဆိုထားပြီးသူ့ရဲ့ကိုယ်ပိုင် branding အန်ဒန်ကိုပါထုတ်လုပ်ထားပါတယ်လက်ရှိမှာတော့ Real Madrid ရဲ့အနာဂတ်ကျေပွင့် Jude Bellingham နဲ့ Barcelona ရဲ့လူငယ်ပါရမီရှင်လမ်းမိုင်ယာမယ်တို့က Adidas ရဲ့မျိုးဆက်သစ်ကောင်းဆောင်တွေဖြစ်လာကြပါတယ်နောက်ဆုံးအနေနဲ့ကတော့ထိပ်တန်း brand ကြီးနှစ်ခုကိုပြင်းပြင်းထန်ထန်စိန်ခေါ်နေတဲ့ Puma ပါ Puma ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့ Neymar ကို Nike ကနေအရခေါ်ယူနိုင်ခဲ့တာပါပဲPuma ဟာဖန်တီးမှုအကောင်းတဲ့ကစားသမားတွေကိုဦးစားပေးလေးရှိပြီး Jack Grealish နဲ့ Antoine Griezmann တို့လိုနာမည်ကျော်တွေကိုလည်းလက်မှတ်ရေးထိုးထားနိုင်ခဲ့ပါတယ်ဒီ brand ကြီးတွေဟာသူတို့ရဲ့ကစားသမားတွေအတွက်တစ်နှစ်ကိုဒေါ်လာတန်ပေါင်းများစွာအကုန်ကျခံနေကြတာပါကဲတင်ရောဘယ် brand ကိုအကြိုက်ဆုံးလဲတင်အကြိုက်ဆုံးကစားသမားကရောဘယ်ဖက်နက်ကိုစီးတယ်လဲကွန်မန့်မှာပြောခဲ့ကြပါဦး